တရား TikTok တုံးနေရင် TikTok မှာအံ့မွေးရဲ့ဗီဒီယိုတစ်ပုဒ်တွေ့လိုက်တယ်။အဲ့ဗီဒီယိုကိုကျွန်တော်ကြည့်ပြီးတော့မှစဉ်းစားမိလိုက်တယ်။ငါအံ့မွေးမယ်ဆိုပြီးစဉ်းစားမိလိုက်တဲ့ချိန်။ Okay တော့မယ်။အိမ်မှာငါးတွေမွေးထားတဲ့အတွက်ကြောင့်ငါးဟိုတဲ့မှန်လေးရှိတယ်။အဲ့မှန်လေးကိုကျွန်တော်အံ့မွေးဖို့အတွက်စလုပ်ပါတယ်။အရင်ဆုံးဖော့လေးဖြတ်မယ်။ဖော့လေးဖြတ်ပြီးသွားလို့ရှိရင်ဖော့လေးတွေကိုစီလိုက်မယ်။စီလေးစီပြီးတော့မှနေရာနေဖို့အတွက်ကိုကျွန်တော်နေရာလေးဆွဲလိုက်တယ်။ခဲတိုးတဲ့ကောက်လေးနဲ့ကျွန်တော်နေရာလေးတွေကိုအပေါက်ဖောက်မယ်အပေါက်ဖောက်တဲ့အစင်စင်လေးတွေကိုပုံမှာပြထားတဲ့အတိုင်းကျွန်တော်ဒီလိုလေးဖောက်လိုက်ပါတယ်အပေါက်ဖောက်ပြီးသွားလို့ရှိရင်ဒီလိုပုံစံလေးရလာပါတယ်ဒီလိုပုံစံလေးကိုကျွန်တော်ဒီဘက်ထိတ်ဆုံးကနေအံဝင်တဲ့အပေါက်လေးလုပ်ပေးထားပါတယ်ဒါပြီးသွားလို့ရှိရင်ဒီကောင်ကဒီတိုင်းထားလို့မရဘူးပတ်စိတ်တွေဆိုတော့နည်းနည်းကိုက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ညီနီမုံလေးနဲ့ကျွန်တော်အပေါ်ကနေအုပ်ပါမှာဖြစ်ပါတယ်အုပ်ရတာနည်းနည်းတော့လက်ဝင်တဲ့အတွက်ကြောင့်ကျွန်တော်အတားရလေးလက်ကလေးနဲ့တေချာလေးအုပ်တယ်နေတယ်ဖတ်တယ်အုပ်တယ်လိမ့်တယ်ပတ်တယ်ပြီးရင်ဟိုကြားဒီကြားနိုင်လို့မရတဲ့ဟာလေးကိုစုပ်တန်လေးနဲ့ကျွန်တော်အပေါ်ကနေဟိုကြားဒီကြားနိုင်ကြည့်ပါတယ်နိုင်လို့လုံးဝအဆင်မပြေပါဘူးအဆင်မပြေတော့ကျွန်တော်ဒုတ်ချောင်းလေးနဲ့ဟိုထိုးဒီထိုးလိုက်ထိုးပြီးတော့မှလိုက်တုပ်လိုက်တယ်လိုက်တိုးတယ်ဒုတ်ချောင်းကလည်းအဆင်မပြေပါဘူးဒုတ်ချောင်းအဆင်မပြေတော့ဒုတ်ချောင်းပြော့လေးကိုကျွန်တော်ရှာပြီးထပ်ထိုးပါတယ်ကဲဒုတိယပိုင်းကိုတော့နောက်ဗီဒီယိုမှာကျွန်တော်ဆက်လက်ရိုက်ပြီးတော့မှာဖြစ်ပါတယ်အန်လေးတွေဘယ်လိုမွေးမယ်ဆိုတာကြည့်ကျင်တယ်ဆိုရင်ကျွန်တော် wall တွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဒုတိယပိုင်းကျွန်တော်ဆက်လက်တင်ပေးထားပါမယ်ဗျ